မျိုးတွေအားလုံးမင်္ဂလာပါမျိုးတွေအားလုံးချမ်းသာဒုက္ခဖြတ်ပြားနေပြေဆုံးနိုင်ပါစေကျွန်တော်ဆုတောင်းပေးပါတယ်ခင်ဗျာယနေ့ကျွန်တော်ကြည့်ရှုသွားမယ့်ဗီဒီယိုလေးကတော့ဒါမျိုးတွေတို့ကျွန်တော်ရှိမှာဒါအားလုံးထပ်ရှိကြမယ်နော်ကိုချစ်တဲ့ကိုရဲ့အမျိုးသမီးနော်ကိုရဲ့ရီးစားဒါကျွန်တော်တို့ချုပ်ကွက်တော့နှစ်မျိုးပေါ့နော်ချုပ်ကွက်နှစ်မျိုးဒါတရားဆရာမဒါပြောပြထားတယ်ပေါ့နော်ကိုဘီနာကကျွန်တော်တို့နော်ရုံးထွက်မှာကြောက်သွားတာလို့ကိုစွန့်ခွာကြီးသွားမှာကြောက်တာလို့ကိုထားခဲ့ကြီးသွားမှာကြောက်တဲ့ကျွန်တော်ညီကိုမောင်နှမများအတွက်ပေါ့နော်ကဲကိုဘီနာမထောက်ခွာချင်တော့ကိုမစွန့်ခွာချင်တော့ဒီဆရာမပြောတဲ့ကျွန်တော်တို့နီလန်းလေးသာကိုဘီနာမှာရှိတဲ့ကျွန်တော်ကိုရဲ့အချစ်မှန်တွေကိုကျွန်တော်တို့ရုံးမထွက်နိုင်အောင်ဘယ်လိုချုပ်မလဲဆိုတာကျွန်တော်တို့နားဆင်ကြည့်အောင်နော်မျိုးတွေအမျိုးသမီးများရုံးမထွက်နိုင်တဲ့ချုပ်ကွက်နှစ်မျိုးအကြောင်းကိုဒီဗီဒီယိုလေးကနေမျှဝေပေးပါမယ်ရှင်။အမျိုးသမီးတွေကိုချစ်ကြောင်းပြပြီးတော့ချုပ်လို့ရပါတယ်ရှင်။အမျိုးသမီးတွေဟာသူတို့ကိုချစ်ပါတယ်လို့တကယ်ပဲယုံကြည်သွားတယ်ဆိုရင်အဲ့ဒီလူအတွက်ကိုဘာပဲပေးရဘာပဲစတေးရသူတို့ကမယူရဲတောင်ဆန်တက်ကြပါတယ်ရှင်။အမျိုးသမီးတွေကအချစ်အပေါ်မှာအဲ့ဒီလောက်အထိရွတ်သွက်ကြပါတယ်ရှင်။ဒါကြောင့်အမျိုးသမီးတွေကိုချုပ်ချင်တယ်ဆိုရင်တော့ချစ်ကြောင်းပြပြီးတော့ချုပ်ရမှာဖြစ်တယ်ရှင်။ချစ်ကြောင်းပြဖို့အတွက်ကအချက်၅ချက်ကိုသိဖို့လိုအပ်တယ်ရှင်။နံပါတ်1အချက်ကတော့စကားလေးတွေနဲ့ချစ်ကြောင်းပြဖို့လိုပါတယ်။ချိုသားတဲ့စကားလေးတွေချီးကျူးတဲ့စကားလေးတွေကောင်းမွန်တဲ့စကားလေးတွေကျင်နာတဲ့စကားလေးတွေဒီလိုစကားလေးတွေပြောပြီးတော့သူတို့ကိုချုပ်ရပါမယ်ရှင်။နံပါတ်2အချက်ကတော့သူတို့ကိုလက်ဆောင်တွေပေးပြီးတော့ချုပ်ရမယ်ရှင်။လက်ဆောင်ပေးခြင်းကိုလည်းအမျိုးသမီးတွေကတဲချေကြိုက်ဖြစ်ပါတယ်နော်။အချိန်ပေးပြီးလဲချုပ်ရပါတယ်ရှင်။ချစ်ကြောင်းပြတဲ့နေရာမှာသူ့ကိုအချိန်ပေးဖို့လိုတယ်ရှင်။ဦးစားပေးဖို့လိုတယ်နော်။ဝေယဝစ္စလှုပ်ပေးပြီးတော့လေချစ်ကြောင်းပြရပါတယ်နော်အမျိုးသမီးလေးတွေကသူတို့ကိုဝေယဝစ္စလေးတွေတောက်တူမဲရလေးတွေဝိုင်းဝန်းလှုပ်ပေးတာကိုတိတ်ကြိုက်တာနော်ဒါလေးနဲ့ချုပ်လို့ရတယ်ရှင်နောက်တစ်ခုကတော့အထီးအတွေ့နဲ့ချုပ်တာပေါ့နော်အမျိုးသမီးလေးတွေကိုကြောလေးတွေပုတ်ပေးတာပခုံးလေးတွေကိုမှီစေတာအနမ်းလေးတွေကိုပေးတာလက်ကလေးကိုချိတ်လိုက်တာအဲ့ဒီလိုနှွေးထွေးတဲ့အထီးအတွေ့လေးကျင်နာတဲ့အထီးအတွေ့လေးနဲ့လေအမျိုးသမီးလေးတွေကိုချုပ်ရမှာဖြစ်တယ်နော်ချစ်ကြောင်းပြပြီးတော့အမျိုးသမီးတွေကိုချုပ်ဖို့လိုအပ်တယ်ရှင်နံပါတ်1ချုပ်ကွက်ကတော့အမျိုးသမီးလေးတွေကိုအရေးအချင်းပြပြီးတော့ချုပ်ရမှာဖြစ်တယ်ရှင်အမျိုးသမီးတွေရဲ့တဘာဝကိုကယောက်ျားတွေအပေါ်မှာအဆင်းထက်အချင်းကိုမမောတဲ့အခြေခံစိတ်ဓာတ်ရှိပါတယ်ရှင်သူတို့ချစ်ရတဲ့သူတို့ရဲ့ယောက်ျားမျိုးသားချစ်သူကပေါ့နော်အရေးအချင်းတစ်ခုခုကျွမ်းကျင်မှုတစ်ခုခုပေါ်မှာစွမ်းရည်တစ်ခုခုကိုပြနိုင်တယ်ဆိုရင်သူတို့ကတိတ်ဂုံယူချင်တာเนาะအဲ့ဒါကလည်းသူတို့မှာတဲချီကြိုက်ဖြစ်တယ်ရှင်ဒါကြောင့်အမျိုးသမီးလေးတွေကိုချုပ်ချင်တယ်ဆိုရင်တော့ကိုယ့်ရဲ့ယောက်ျားတို့ရဲ့အရေးအချင်းကိုပြပြီးတော့ချုပ်ပါเนาะကိုဒီဘယ်တနေရာမှာတော့ကိုယ့်ရဲ့အရေးအချင်းကစွမ်းနေရမယ်ထူးချွန်နေရမယ်ကျွမ်းကျင်နေရမယ်အားကိုးလို့ရနေရမယ်ပေါ့နော်အဲ့ဒီလိုမျိုးနဲ့အမျိုးသမီးလေးတွေကိုချုပ်နိုင်ပါတယ်ရှင်ဟုတ်ကဲ့ပါရှင်ကျမကိုမေးထားတဲ့သူရှိတယ်နော်အမျိုးသမီးတွေကိုဘယ်လိုချုပ်ရမလဲဆိုပြီးတော့မေးထားတဲ့မောင်လေးအတွက်ဒီဗီဒီယိုလေးကလည်းအသုံးတဲ့ကဲမျိုးတွေအဲဆိုညီကိုတို့လည်းကောင်းကောင်းရင်သဘောပေါက်တော့ပြီလို့ထင်တယ်ဗောနော်ဒီမျိုးလေးကြည့်တော့ကျွန်တော်ဘယ်လိုချုပ်ရမလဲဆိုတော့ကျွန်တော်ထမင်းစားပြီးပိုင်းချစ်လေးထားခဲ့ကိုပကံသစေးလိုက်မယ်နော်ထမိုးတဲချင်ရောက်ရင်ချစ်လေးထားခဲ့ကိုထမင်းသစေးလိုက်မယ်ထမိုးဆန်စေးလိုက်မယ်ဟုတ်လားညာအိပ်ရဝင်ချစ်လေးညောင်းနေလားကိုနှိပ်ပြရအောင်ကိုနင်းမရအောင်ဟုတ်လားချစ်လေးဖလတိုင်းနေမှာမင်းပါလို့ချင်တယ်နော်မင်းလို့ချင်တဲ့အရာကိုပြောလိုက်ကိုမင်းတွက်ဆိုရင်အဆဆရစင်တင်ပဲဘာညာတာရကနော်မကလာစာကာပေါ့โอเคဟုတ်လားနော်အဲ့လိုမှမဟုတ်ပဲနဲ့ထမင်းစားပဲလက်စီတက်ခန့်ဆိုတော့ဟောပါချမှာကျင်းတည်တယ်နော်မစ်အဲ့မှာပါချက်တယ်စာမရှိပါဘူးဆိုမှငါပြနေစားမယ်ဆိုတဲ့စကားလုံးတွေပေါ့နော်ဟုတ်လားဖလတိုင်းနေပါဒါကိုယ့်ရဲ့ချစ်သူကဟိုကလေးလိုချင်တယ်ဟိုကတော့မရဘူးဒါပဲရမယ်ဘာလို့ပြောလက်သီးပဲရမယ်အဲ့ဒါမျိုးတွေတော့ဘူးနဲ့ပေါက်တော့မလုံနဲ့ပေါ့နော်ဆရာမပြောလို့ပဲမင်းညောင်းနေလားကိုနှိပ်ပေးရမလားနော်ရောက်ဒီမှာလက်စီလေးမိလန်ကြီးလက်စီထမင်းလေးစားလိုက်ဟာလားမင်းဘာလုပ်ချင်တယ်မင်းလုပ်ချင်တဲ့ຢာလေးကိုဝယ်ပေးမယ်ဒါပေါ့နော်ဒီကချုပ်ကြီးပေါ့နော်ကဲမျိုးတွေလည်းသိလောက်ပြီးထင်တယ်ပေါ့နော်ကျွန်တော်နောက်ပကြရင်တချုပ်လိုက်ပါဗျာနော်
မယ်လို့မျှော်လင့်ပါတယ်ရှင်ချစ်ရတဲ့သူတွေရဲ့ဝေဖန်အကြံပြုမှုတွေကိုလည်း comment box ထဲမှာမျှဝေလာပေးဖို့တောင်းဆိုပါတယ်ရှင်ကျမကတော့အချစ်ရေးအိမ်အောင်ရေးတွေမှာပုံမသားရအောင်ပုံမပြည့်ရွှင်အောင်ကူညီဖို့အမြဲတမ်းအဆင်သင့်ဖြစ်နေတဲ့